ဒီကနေ့2025ရဲ့ဖခင်များနေ့ကိုကြိုဆိုခွင့်ပေးတဲ့ဖခင်ရှင်နာမပုံကြည်ပါစေဟာလေလုယာထိုကောင်းမြတ်တဲ့ဖခင်ရှင်အားလုံး iPad လက်ခုပ်တီးလက်ချီးမွမ်းကြရအောင်ကျမတို့ခံစားချက်ကောင်းနေဖြစ်စေမကောင်းနေဖြစ်စေဖခင်ရှင်ကအမြဲတမ်းကောင်းမြတ်တယ်ကျမတို့ဒီ2025ရဲ့ဖခင်များနေ့ကိုဖခင်တခင်ရဲ့ယေရှုတော်အားဖြင့်ကျမတို့တော်လို့သက်ဆွမ်းနိုင်လို့မဟုတ်ဘဲနဲ့သူဖခင်ရဲ့ယေရှုတော်တက်ကြောင်ကျမတို့ကြိုဆိုခွင့်ရတာဖြစ်တယ်ဟာလေလုယာဆိုတော့ဒီကနေ့ဖိတ်ခေါ်ပေးတဲ့ဒီအသင်းတော်ကိုလည်းယေရှုတင်တယ်ဆရာမများနဲ့တကွာကောင်းဆောင်များကိုအထူးပဲယေရှုတင်တယ်ပြီးတော့အမှန်တကယ်တော့MCC အသင်းတော်ကကျမတို့သင်အောင်ဆရာခိုင်ပြီးတရားဟောမှာဖြစ်တယ်ဆရာနေပြီးတော့ကျမတို့အသင်းတော်မှာလည်းဖခင်များနေကျမတို့ယုံကြည်သူတွေအတွက်ဆိုလို့ရှိရင်တစ်နှစ်လုံးမှာတစ်ချိန်တည်းရှိတာဖြစ်တဲ့အတွက်ဆရာနေပြီးတော့စိတ်ချလက်ချနဲ့အသင်းတော်ကိုယ်စားလှယ်ဖြစ်ကျမကိုလွှတ်လိုက်တယ်ပေါ့နော်နှုတ်ကပတ်တော်တွေကိုသွားရအောင်ပေါ့နော်ထွမြောက်ရာခန်းကြီး20စနစ်အတူကအဆင်ပြေရဆိုရှင်ထွမြောက်ရ20စနစ်ကိုအတူကဖတ်ချင်တယ်ဒီကနေ့ကျမဖခင်များနဲ့ပတ်သက်ပြီးတော့အနှဲငယ်ပြောပြချင်တယ်ကျမရဲ့နှလုံးသားထဲမှာဖခင်ရှင်ထားတဲ့အရာပေါ့နော်ထွမြောက်ရအခန်းကြီး20အခန်းငယ်စနစ်ကိုကြည့်တဲ့အခါမှာကျမတို့အားလုံးသိပြီးသားဖြစ်တယ်သင်၏ဖခင်ထာဝရဘုရားပေးသနာတော်မူသောပြည်၌သင်၏အသက်တာရှည်မိအကြောင်းသင်၏မိဘကိုယိုသေးစွာပြုလောတဲ့ဒီကနေ့ဖခင်ရှင်နှုတ်ကပတ်တော်ကသင်ရဲ့မိဘကိုယိုသေးစွာပြုပါလို့ပြောတယ်အဲ့ဒါကြောင့်မလို့ကျမတို့မိဘတွေကိုယိုသေးရတယ်ဖခင်မိခင်တွေကိုယိုသေးရတယ်ဆိုတာကသူတို့ကကိုကောင်းမွန်စွာလှုပ်ပေးနိုင်လို့သူတို့ကိုယိုသေးတာမဟုတ်ဘဲနဲ့သူတို့ကဖခင်မိဘဖြစ်နေတဲ့အတွက်ကျမတို့ကယိုသေးရတာဖြစ်တယ်ဟာလေလုယာဒီကနေ့ကျမတို့ယုံကြည်သူတွေရဲ့သက်တာမှာကောင်းတဲ့မိဘနေကြီးပြင်းလာတဲ့လူရှိသလိုတိတ်ပြီးတော့ parenting မကောင်းတဲ့မိသားစုကနေလည်းကြီးပြင်းလာတဲ့သူရှိတယ်ဒါပေမဲ့နှုတ်ကပတ်တော်ဘာပြောလဲဆိုလို့ရှိရင်သူတို့ကအင်္ဂလိပ်လိုပြောမယ်ဆိုရှင်သူတို့က not just for what they do but for who they are သူတို့ဘာလုပ်ခဲ့ပေးလဲဆိုတာချက်သူတို့ကမိဘဖြစ်နေတဲ့အတွက်ကျမတို့ကသူတို့ကိုအယိုသေးပြုရတာဖြစ်တယ်ပြီးတော့ဖခင်တွေရဲ့ character ကိုကြည့်တဲ့အခါမှာဖခင်တွေကကျမတို့သားသမီးတွေရဲ့ဒီမှာရှိတဲ့သူအားလုံးလဲသားသမီးဖြစ်ဖူးတဲ့လူတွေကြည့်ပဲအခုချိန်မှာအဖိုးနေရာမှာရှိမယ်အဖွားနေရာမှာရှိမယ်အဖေနေရာမှာရှိမယ်ရောက်ခတိရောက်ခမနေရာမှာရှိမယ်ဒါပေမဲ့ကျမတို့အားလုံးကတနေ့တစ်ချိန်တုန်းကသားသမီးတစုံတဦးရဲ့သားသမီးဖြစ်ခဲ့တာဖြစ်တယ်ဆိုတော့ဒီဖခင်တွေကအထူးသဖြင့်ဆိုလို့ရှိရင်ပြောရမယ်ဆိုလို့ရှိရင်တို့တွေကကျမတို့သားသမီးတွေအတွက်ကျမတို့ရဲ့အကျင့်စာရိတ္တကိုတိဆောက်ပြုပြင်တော်သူတွေဖြစ်တယ်ပြီးတော့နောက်တစ်ချက်အနေနဲ့ကြည့်မှာစနန်ဂျရှင်အသေးစိတ်ပြန်ပြီးပြောသွားမယ်ပေါ့နော်ပြီးရင်သူတို့က architect ဘိတုကပညာရှင်ဖြစ်တယ်ဘိတုကပညာရှင်ဆိုတာကသူတို့ကမြေနေရာရွေးတယ် foundation ချတယ်အဆောက်အုံတစုံတစ်ခုမဖြစ်လာခင်တည်းက तू အကုန်လုံး frame တွေအကုန်လုံးသူ့အုံနောက်ထဲမှာမြင်ပြီးသားဖြစ်တယ်ဒါပေမဲ့ तू မြင်တဲ့ဟာကိုဘယ်သူမှမမြင်သေးဘူးဒါပေမဲ့အဲ့ဒီကနေပြီးတော့ तू စပြီးတဆင့် build up လုပ်သွားတဲ့ခါမှာကျမတို့ဒီမြင်နေရတဲ့ဒီအင်ကြီးတွေမြင်နေရတဲ့ခမ်းမကြီးတွေဖြစ်လာတာဖြစ်တယ်အဲ့ဒါကြောင့်မလို့ဖခင်တွေကထိုကဲတော့လဲနိုင်လို့ရတာဖြစ်နောက်တစ်ခုကကျမတို့ရဲ့ပန်းတိုင်ကိုရောက်အောင် mentor လုပ်ပေးတော့သူတွေဖြစ်တယ်ဒီကနေ့ကျမတို့ဒီအသင်းတော်မှာလဲကျမတို့ဆရာပွေးအားဖြင့်ဘုရားရှိခိုးကျေးဇူးတော်ချီးမွမ်းတယ်မထင်မှတ်တဲ့အပြောင်းလဲတွေကြုံတွေ့တော့ညာလဲအားလုံးဆရာနေမကောင်းဖြစ်တဲ့ခါမှာအားလုံးတော့အနည်းနဲ့များတော့ထိတ်လန့်ကြမယ်မိဘမဲ့လို့တော့ခံစားမယ်လို့ကျမမျှော်လင့်တယ်ဘာလို့လဲဆိုလို့ရှိရင်ဒီအသင်းတော်မှာဘုရားရှင်ကထားပေးတဲ့ကျမတို့ရဲ့ဖခင်ဖြစ်တဲ့အတွက်ဖခင်အိမ်ထောင်ဦးစီးဖခင်နေမကောင်းတဲ့ခါမှာတမိသားစုလုံးကအနည်းနဲ့များတော့ထိခိုက်မှုရှိတာဖြစ်တယ်ဒီကနေ့ဖခင်ကအသက်ရှင်ခွင့်ပေးတဲ့ဖခင်ဖြစ်တယ်ဒီဖခင်နဲ့ပတ်သက်ပြီးတော့ဟေဘဲစကားထဲမှာကြည့်မယ်ဆိုလို့ရှိရင်အဘလို့ခေါ်တယ်အဲ့အဘဆိုတဲ့စကားလုံးကိုဘာနဲ့ပေါင်းလဲဆိုလို့ရှိရင်ကျွန်မဟေဘဲလို့နည်းနည်းပပပေါ့နော်နားလဲတယ်ရွှေလို့ရလောက်တဲ့အခြေအနေလောက်ထိနည်းနည်းလေးနားလဲတယ်ဟေဘဲစကားလုံးမှာသူတို့ A ပေါ့နော် alef လို့ခေါ်တယ်ပြီးရှင် alef ဆိုတဲ့စကားလုံးနဲ့ B ဆိုတဲ့ bet ဆိုတဲ့စကားလုံးနှစ်ခုစလုံးပေါင်းတဲ့ခါမှာအဘဆိုတဲ့စကားလုံးပွက်လာလဲကချင်မှာဆိုလို့ရှိရင်အဘလို့ခေါ်ကြရပါတော့အကိုတွေကိုဆိုလို့ရှိရင်ကျွန်မဆိုကချင်စကားလဲနည်းနည်းပပနားယူရတယ်ဆိုတော့အဘဆိုတဲ့ဟာကဒီAlef ဆိုတဲ့ဒီ Hebrew စကားရဲ့အဓိပ္ပာယ်ကကျမတို့မူရင်းကိုကြည့်မယ်ဆိုလို့ရှိရင်ခွန်အားအစွမ်းတတိကိုပြောခွန်အားအစွမ်းတတိဆိုတဲ့ဟာကိုရည်ညွှန်းတယ် bed ဆိုတဲ့ဟာက house ဆိုတော့အဘဆိုတဲ့ຢာကstrong foundation of the home အဖခင်ဆိုတဲ့လူကဒီအဆောက်အုံတစ်ခုတစုံတစ်ခုရဲ့ခိုင်မာတော့တောင့်တင်းတော့ foundation ကြီးဖြစ်တယ်
ဒါကြောင့်မလို့ဒါက Hebrew ကျမတို့ယုံကြည်သူတွေကဘယ်ရာဖြင့်တက်ရှင်တယ်လို့ဆိုရှင်ဣသရေလလူမျိုးတွေနဲ့အတူကျမတို့ကဣသရေလလူမျိုးတွေရဲ့သက်တာမှာဖြစ်တဲ့အတိုင်းကျမတို့ယေရှုခရစ်တော်အဖြစ်ဖျားမျိုးဖျားသားတွေဖြစ်ခွင့်ရတာဖြစ်တဲ့အတွက်ဇာတိကတော့ကျမတို့မသက်ဆိုင်ပေမဲ့ဝိညာဉ်အဖြစ်ကျမတို့သက်ဆိုင်တာဖြစ်တယ်ဒါကြောင့်မလို့ Hebrew စကားလုံးမှာကြည့်မယ်ဆိုလို့ရှင်ဖခင်ဟာအိမ်တအိမ်ရဲ့ strong foundation ဖြစ်တယ်ဒီကနေ့ဖခင်များကိုအားနေတယ်ငါတော့ငါမိမလောက်မလုပ်နိုင်ဘူးငါသားသမီးတို့ကောင်းဆုံးမသွန်သင်ပေးနိုင်ဘူးလို့ထင်ကောင်းထင်တော်ညာလဲဒါပေမဲ့ဖခင်တွေကနှုတ်ကပတ်တော်ကဘာပြောလဲဆိုလို့ရှိရင် strong foundation of home ဖြစ်တယ် hallelujah ဖခင်များယေရှုပြုကိုလက်ခုပ်တီးပြီးဂုဏ်ပြုကြပါဦးအာမင်ကျမတို့သက်တာမှာတခါလေကိုခွန်အားရှိရလို့ကျမတို့ခံစားခြင်းမှာခံစားတယ်ဒါပေမဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ကပြောတဲ့အတိုင်းကကျမတို့ဖြစ်တယ်ပြီးနောက်တစ်ချက်အနေနဲ့ဖခင်တွေကကျမတို့ဒီအားလုံးရဲ့ role model တွေဖြစ်တယ်ဒီကျမအခုလက်ရှိပါပေါ့နော်ကျမ chaplain ဖြစ်လုပ်တယ်ဒီတီးတဲ့လူလည်းရှိမယ်မတီးတဲ့လူလည်းရှိမယ်ဆေးရုံ pastor ပေါ့နော်ကျမတို့ဆေးရုံမှာဒီလူနာတွေကိုဆုတောင်းပေးတယ်ပွဲတော်ပေးတယ်နှစ်ချင်းပေးတယ်ပြောရှင်သေခါနီးလူတွေလည်းဖရားလက်တော်ထဲအနန္တယ်ပြောရှင်မ heal ဘူးဆိုလို့ရှင် killing spirit အဲ့လိုတော့မဟုတ်ပေါ့နော်အဲ့လိုမျိုးကျမဒီဆေးရုံမှာအခုလက်ရှိပို့ပြီးတော့အလုပ်လုပ်တယ်အလုပ်လုပ်တဲ့ခါမှာကျမတို့ psychology တွေအများကြီးသင်လေ့လာဖတ်ရှုရတယ်ဒီကျမ်းမာနဲ့ပတ်သက်တာကျမတို့အများကြီးကြည့်ရတယ်ဆိုတော့သားတွေကအဖေဖခင်ကအမျိုးသမီးတွေကိုဘယ်လိုဆက်ဆံလဲဆိုတာသားတွေကမပြောပြီးမဲ့သင်ယူတယ်တဲ့ဒါကြောင့်မလို့ကို့ဘေးပတ်ဝန်းကျင်မှာရှိတဲ့အမျိုးသားတယောက်ကအမျိုးသမီးတွေကိုနူးနူးညံ့ညံ့ငင်ငင်သာသာနဲ့ဆက်ဆံတယ်ဆိုရှင်ဒါကသူ့ဖေစီကနေပြီးသူ့ဖေကသူ့ရဲ့မိသားစုသူ့ရဲ့မိန်းမကိုဘယ်လိုဆက်ဆံလဲဆိုတဲ့အရာကိုသားကသင်ယူတာဖြစ်တယ်ပြီးတော့သမီးတွေကဖခင်တွေစီကနေပြီးတော့ဘယ်လိုခံယူလဲဆိုလို့ရှိရင်သူတို့ကဘယ်လိုဆက်ဆံမှုမျိုးခံရလဲသမီးတွေကဒီသမီးဖြစ်ခြင်းအပြင်ဘယ်လိုဆက်ဆံမျိုးခံရလဲဒီအမျိုးသားတွေစီကနေပြီးတော့ဘယ်လိုမျိုးဆက်ဆံခံရမလဲဆိုတော့သူတို့ကဖခင်စီကနေပြီးတော့တင်ယူတယ်ဖြစ်တယ်ဆိုရတော့ကျမတို့တွေ့ရတယ်ကျမတို့ဒီတုတ်တန်ကြံခန်းကြီး20ငယ်9မှာဆိုလို့ရှိရင်ကျမမြန်မာလိုထက်အင်္ဂလိပ်လိုကပိုကောင်းတယ်ပေါ့နော်အင်္ဂလိပ်လိုပြောမယ်ဆိုရှင် The righteous man walks in his integrity his children are blessed after him ဒီမှာထိုးထားပေးတယ်ဖြောင်းမတော်သူဒီမိမိဖြောင်းမချင်းလန်းတို့လိုက်၍သူဤသားစင်မြေစတို့ဒီမင်္ဂလာရှိကြ၏ဒါမဲ့ဒီနှုတ်ကပတ်တော်ရဲ့ဆိုလိုရင်းကအင်္ဂလိပ်လိုဆိုလို့ရှိရင်ပို့ပြီးတော့အဓိပ္ပာယ်ပေါ်လွင်တယ်ပေါ့နော်ဒီသူကဖြောင်းမစွာနဲ့အသက်ရှင်တဲ့ရှောက်လန်းတဲ့သူကတဲ့သူ့ရဲ့တစ္ဆာရှိမှုသူ့ရဲ့ယူသားတည်ကြီးဖြောင်းမမှုကသူ့ရဲ့သားသမီးတွေပေါ်မှာအိတ်ကောင်းကြီးတက်ရောက်တယ်တဲ့ဟာလေလုယာဒီကနေ့ဒီမှာရှိတဲ့ဖခင်လောင်းတွေအဖိုးဖြစ်မဲ့သူတွေသင်တို့တွေကအင်မတန်မှတန်ဖိုးရှိတော်သူတွေဖြစ်တယ်သင်တို့တွေရဲ့လှုပ်ဆောင်မှုဒီကကျမတို့သားသမီးတွေရဲ့ဒီကနေ့ရိတ်သိမ်းရတာဖြစ်တယ်နောက်တစ်ချက်အနေနဲ့ဖခင်ဒီစီကနေပြောကျမတို့ဘာတွေသင်ယူရလဲဆိုလို့ရှိရင်ဒီ psychology ကဘာပြောလဲဆိုလို့ရှိရင်ဇုံသွဲတွေလက်ထပ်ပြီးသားဇုံသွဲတွေမှာတဲ့အများစုကအဲ့ဇုံသွဲတွေကိုကြီးလိုက်တဲ့ခါမှာအဲ့ဇုံသွဲလက်ထပ်ပြီးသားအမျိုးသမီးကိုပဲကြည်အမျိုးသားကိုပဲကြည်သူတို့တွေကသူတို့ရဲ့အိမ်ထောင်ဘက်ကသူတို့ရဲ့မိဘတွေပုံစံမျိုးဖြစ်တာမြ90%လောက်တွေ့ရတယ်တဲ့ဒီကနေ့အိမ်ထောင်ကြပြီးတဲ့သူများကျွန်မမေးချင်တယ်ကိုယ့်ရဲ့အိမ်ထောင်ဘက်ကကိုယ့်ရဲ့မိသားစုတစုံတယောက်နဲ့အမြဲတမ်းတူနေမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကနေ့ဖခင်တွေကဒီလောက်ထိတောင်လွှမ်းမိုးနိုင်တယ်သားသမီးတွေရဲ့အိမ်ထောင်ရေးထိလွှမ်းမိုးနိုင်တယ်ဆိုတာရှိတဲ့သူတွေဖြစ်တယ်နောက်တစ်ချက်အနေနဲ့ကျမတို့အနေနဲ့ကိုယ့်ရဲ့သက်တာမှာကျမတို့သားသမီးဖြစ်ကြီးပြင်းလာတဲ့သူတွေရဲ့သက်တာမှာကိုဖခင်ကတော့အဲ့လောက်ထိမလွှမ်းမိုးပါဘူးလို့ပြောပေမဲ့ကျမတို့ရဲ့အနာဂတ်မှာဖြစ်ပြမဲ့အရာဒီမိသားစုစုမှာဒီဖခင်ကိုကြည်တော်အားဖြင့်ဒီမျိုးစက်ကနောင်တစ်ချိန်မှာဘယ်လိုမျိုးဖြစ်လာမယ်ဆိုတာကကြိုတင်ပြီးခံမှန်းနိုင်တာဖြစ်တယ်တဲ့ဒါကလောကကြီးကနှုတ်ကပတ်တော်တောင်မဟုတ်ဒီလောကကြီး psychology နဲ့ပတ်သက်တဲ့လူရဲ့သုံးသပ်မှုရဖြစ်တယ်ဒီကနေ့ဖခင်များအာယူရွယ်ရဲရင်ချင်းရှိကြရအောင်ဟာလေလုယာဒီကနေ့သင်ရဲ့မိသားစုသင်ရဲ့မျိုးဆက်ကသင်အားဖြင့်နောင်တစ်ချိန်မှာဘယ်လိုအကောင်းဆုံးသောအရာတွေလုပ်မလဲဆိုတာသင်တို့ရဲ့အသက်တာအားဖြင့်ဖခင်ရှင်ကအမှုပြုချင်တာဖြစ်တယ်ဒီကျမတို့ရဲ့အသက်တာမှာနောက်တစ်ခုကဖခင်တွေကကျမနောက်တစ်ချက်အနေနဲ့ဖခင်တွေကစူပါမန်ဖြစ်တယ်လို့ကျမပြောချင်တယ်ဒီမှာဆိုလို့ရှိရင်အိမ်ထောင်ရှင်အများစုရှိကြတယ်ပေါ့နော်ကျမတို့အမျိုးသမီးတွေမှာဆိုလို့ရှိရင် X chromosome ရှိတယ်အမျိုးသားတွေမှာကျတော့ X တော့မဟုတ် Y ရှိတယ်သူတို့မှာတစ်မျိုးမဟုတ်တစ်မျိုးရှိလိုက်တယ်grammar နည်းကြပြောမယ်ဆိုရှင်အမျိုးသားတွေက
ပြုလုပ်သူ subject အမျိုးသမီးတွေက object ခံရသူဖြစ်တယ်ဆိုတော့ကျမတို့မှာ x ပဲရှိတယ်မျိုးအနေနဲ့ကျမတို့မှာ x ပဲရှိတယ်ဖခင်က y u လာမလား x u လာမလားအဲ့ဒီပေါ်မှာသားသမီးတွေရဲ့ gender အမျိုးယောက်ျားလေးဖြစ်နိုင်တယ်မိန်းကလေးဖြစ်နိုင်တယ်ဒီအခုခေတ်နောက်ပိုင်း IVF နဲ့ကလေးယူတာတော့အဲ့ဒါတော့တတ်ပေါ့နော်ဒါပေမဲ့ဒီတဘာဝအနေနဲ့ဆိုရှင်အမျိုးသမီးတွေက chromosome X ပဲရှိတယ်ဒါပေမဲ့ဖခင်တွေကကျတော့ Y ရော X ရောရှိတယ်ဒါကြောင့်မလို့ဖခင်ဒီရဲ့ဘယ်လိုလဲမျိုးဥအားဖြင့်ယောက်ျားလေးဖြစ်မလားမိန်းကလေးဖြစ်နေမလား gender ကိုမှပြောင်းလဲနိုင်စွမ်းရှိတဲ့ super hero ဖခင်ကြီးတွေဖြစ်တယ် hallelujah ဖခင်ကြီးများလက်ခုပ် TV ပြက်လဲပြီးကိုဂုံပြကြရအောင်ဒီကနေ့ဖခင်ကြီးများတကယ်ပဲအင်မတန်မှတန်ဖိုးရှိသောအရာတွေဖြစ်တယ်အဲ့ဒါကြောင့်မလို့ဖခင်ရဲ့နှုတ်ကပတ်တော်ကဖခင်တွေကိုအားကြီးသောအချင်းသူရဲ့လို့ပြောတာဖြစ်တယ်ဒီကနေ့ဖခင်များနေနဲ့အားနေတာဒါမှမဟုတ်ဖခင်ကငါ့ကိုဘာကြောင့်အိမ်ထောင်ဦးစီးဖြစ်ခိုင်းတာလဲဆိုတဲ့ဟာမျိုးတွေးကောင်းတွေးနိုင်တယ်ဒါပေမဲ့ဖခင်ကတင့်ကိုခေါင်းဆောင်ဖြစ်ဖို့ရန်အတွက်ဒီအိမ်ထောင်မိသားစုရဲ့ဥဆောင်တော်သူဖြစ်ဖို့ရန်အတွက်ဘုရားကတင့်ကိုရွေးချယ်ထားတာဖြစ်တယ်ဟာလေလုယာလူတွေအမြင်နဲ့မှာတော့တင့်နေနဲ့ qualify မိခြင်းမှပဲမိလိမ့်မယ်ဒါပေမဲ့ဘုရားကတင့်ကိုလုံနိုင်တယ်ဆိုတာသိလို့တင့်ကိုဖခင်ဖြစ်ခွင့်ပေးတာဖြစ်တယ်လောကကြီးမှာယောက်ျားသားတွေအမျိုးသားတွေအများကြီးရှိတယ်အဲ့ထဲမှာအိမ်ထောင်ပြုတ်တော့အခွင့်သားသမီးပိုင်ဆိုင်ရတော့အခွင့်ဆိုတာကဘုရားခင်တပါးတည်းပဲပြီးနိုင်တာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်မလို့ဖခင်များဆက်လက်ပြီးအာယူရဲရင်ကြရအောင်တရားသူကြီးအခန်းကြီး6ခန်းငယ်စနစ်မှာဆိုလို့ရှိရင်ဂီဒုံကအရန်ကြောက်ပြီးမီဒီယံလူမျိုးတွေကိုကြောက်ပြီးတော့သူကကောက်နယ်တလင်းကိုဒီတွင်းတူးပြီးတော့လုံနေတဲ့အချိန်မှာသူ့ကိုဖျားတခင်ရဲ့ကောင်းကင်သမန်ကဘာလာပြီးပြောဆိုအချင်းအားကြီးတော့အချင်းသူရဲ့ဆိုပြီးတော့လာပြီးပြောတာဖြစ်တယ်ဟာလေလုယာဒီကနေ့ဖခင်များတင့်အနေနဲ့ငါဒီအမေရိကကိုရောက်လာတဲ့ပညာလည်းရမတတ်ဘူးဒီ company လုပ်ငန်းမှာပဲငါအများရန်တမယိုးကြလုပ်တယ်ပဲလုပ်တယ်လို့သင်ထင်ကောင်းထင်နိုင်ပြီပဲဖခင်ကတင်အားနေတယ်လို့ထင်နေတဲ့အချိန်မှာအချင်းအားကြီးတော့သူရဲ့ကောင်းလို့တင့်ကိုနာမည်သုံးသူကခေါ်ဆိုတဲ့ဖခင်ဖြစ်တယ်ဟာလေလုယာဆိုတော့နောက်တစ်ချက်အနေနဲ့ဖခင်များကဖခင်ဆိုတဲ့ຢာကဖခင်ရဲ့ခေါ်ခြင်းဖြစ်တယ်။ဆွမ်းနာကကျွန်မပြောပွားပြီးလောကမှာအမျိုးသားများရှိတယ်ပညာတတ်တဲ့လူများရှိတယ်အခုလက်ရှိဖခင်တွေထက်ပိုပြီးတော့ qualify ဖြစ်တဲ့လူပိုပြီးလုံနိုင်တတ်နိုင်တဲ့လူတွေအများရှိတယ်။ဒါပေမဲ့အဲ့ထဲမှာဖခင်ဖြစ်ခွင့်ရတယ်ဆိုတဲ့ຢာကဖခင်ကတင့်ကိုခေါ်တဲ့တင့်အတွက်ဖခင်ထားထားတဲ့ခေါ်ခြင်းတရား calling mission ဖြစ်တယ်။ဒါကြောင့်မလို့ငါအစွမ်းစားမရှိဘူးငါစင်ပေါ်မှာတရားလည်းမဟောနိုင်ဘူးဒီလိုမျိုးတွေးကောင်းတွေးနိုင်ပေမဲ့ဖခင်တွေကတင်းရဲ့ဥဆောင်နေတဲ့တင်းရဲ့မိသားစုကတင်းရဲ့သာသနာနယ်မြေဖြစ်တယ်ဟာလေလုယာဒီကနေ့ကနေစပြီးကျမတို့ရဲ့အသက်တာမှာအိမ်ထောင်မိသားစုမှာကျမတို့ကဖခင်ပဲဆိုတဲ့အရာမဟုတ်တော့ဘဲနဲ့တင်းကိုဖခင်ပေးထားတဲ့သာသနာလေပြင်းကိုအကောင်းဆုံးပြုစုပြုထောင်ဖို့ရန်အတွက်ကျမခွန်အားပေးခြင်းပါတယ်ကျမတို့ဒီဒါကအကောင်းဆုံးတော့ရဖြစ်တယ်ဒီသိစင်ပေါ်သက်ဖို့ဆိုတာကလူတွေရဲ့သတ်မှတ်ထားတဲ့စီးရီပေါင်းတွေအများကြီးရှိတယ်ဒါပေမဲ့တင့်ကိုဖခင်ပေးထားတဲ့အိမ်ထောင်မိသားစုကတင့်အတွက်အကောင်းဆုံးဖခင်ပေးထားတဲ့အခွင့်အာဏာတကူအပြင်တင်အကောင်းဆုံးအုပ်စိုးစံပြုပြင်ပြောင်းလဲနိုင်တော့အရာဖြစ်တယ်နောက်တစ်ခုအနေနဲ့ကျွန်မဘယ်အရာပြောချင်လဲဆိုရှင်ဒီကနေ့ဖခင်များနေလဲဖြစ်တယ်ဖခင်ကြောင့်ကျွန်မအများကြီးပြောတဲ့ခါမှာတချို့ဖခင်ရဲ့မြတ်တာကိုမခံစားဘူးတဲ့လူဖခင်ဆွန့်ပစ်သွားတဲ့လူတွေအမျိုးမျိုးရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ကျမတို့အားလုံးနဲ့သက်ဆိုင်တဲ့အရာကကျမတို့အားလုံးရဲ့တူညီတဲ့အရာကကျမတို့မှာအဂပေဖခင်ပိုင်ဆိုင်ထားတာဖြစ်တယ်ဟာလေလုယာထိုကောင်းတဲ့ဖခင်အားရပါလက်ခုပ်တီးလက်ချီးမွမ်းကြရအောင်ဒီကနေ့အဲ့ဖခင်ကကျမတို့ဒီလူမြင်နေရတဲ့ဇာတိဖခင်နဲ့ကျမတို့ဆက်ဆံရေးအစဉ်ပြေတာဖြစ်နိုင်တယ်မပြေတာဖြစ်နိုင်တယ်ဒါပေမဲ့အဂပေအချင်းနဲ့ချစ်နေတဲ့ဖခင်ကသူ့ရဲ့အချစ်ကကျမတို့ရဲ့နာကျင်နေတဲ့နှလုံးသားတွေအားလုံးကိုသူ့ရဲ့အချစ်ကကျမတို့ကိုပျောက်ကင်းစေတယ်ကုသပေးတာဖြစ်တယ်ဟာလေလုယာဒီကနေ့ဒီသူကတင့်ကိုရွေးချယ်တယ်တင့်ကိုဖြစ်ပွားစေတယ်ပြီးရင်တင်ဖြစ်တဲ့အတိုင်းကိုသူကအပြည့်ဝချစ်တယ်အင်္ဂလိပ်လိုပြောမှဆိုလို့ရှိရင် he chose you form you and loves you perfectly ကိုဒီပုံစံဒီကျမတို့လူတဦးနဲ့တဦးချစ်တဲ့အခါမှာသူကောင်းတော့ကြောင့်သူဒီတော့ကြောင့်because of ဆိုရရနဲ့ကျမတို့အရန်ချစ်ကြတယ်ဒါပေမဲ့ဖခင်ရဲ့ချစ်ချင်းမေတ္တာကကြတော့တင်မကောင်းတော့လဲပဲချစ်ဖို့မကောင်းတော့လဲပဲဒေါ်လဲပဲနဲ့ဖခင်ကကျမတို့ကိုချစ်တယ်ဒီဖခင်ကိုကျမတို့အားလုံးပိုင်ဆိုင်ရတာဖြစ်တယ်ဟာလေလုယာကျမတို့လောကမှာလူမျိုးတွေ
လူမျိုးတွေတူချင်မှတူမယ်ဘာသာစကားတူချင်မှတူမယ်ဒါပေမဲ့တူညီတဲ့အဂပေဖဖယားကိုကျမတို့ပိုင်ဆိုင်ရတယ်အဲ့ဖဖယားရဲ့မေတ္တာကကျမတို့ရဲ့ insecure မလုံခြုံမှုတွေနာကျင်နေတဲ့ဒီအတိတ်ကဖြစ်ရဆိုးတွေအားလုံးကိုသူ့ရဲ့မေတ္တာတော်ထဲမှာပြန်လဲပြီးတော့ပျောက်ကင်းစေနိုင်တဲ့ဘုရားခင်ဖြစ်တယ်ကျမတို့ချင်းမချင်းကိုးကွယ်ခြင်းထဲမှာလဲသခင်မေတ္တာထဲမှာပျော်ဝင်စီးမျောစေပါအဲ့မေတ္တာကကျမတို့ရဲ့အသက်တာကိုအတိတ်တဖန်ပြောင်းလဲစေနိုင်တာကထိုဘုရားရဲ့မေတ္တာပဲဖြစ်တယ်ဒီတမန်ကျမ်းစာတဲကိုကြည့်မယ်ဆိုလို့ရှိရင်ရှင်လုကာခရစ်ဝင်ခန်းကြီး15ခန်းငယ်20မှာကြည့်မယ်ဆိုရှင်ပျောက်တော်သားကသူ့ဖေစီပြန်လာတာကိုတွေ့ရတယ်ပျောက်တော်သားကသူ့ဖခင်စီကိုပြန်လာတဲ့အချိန်မှာဖခင်ကသူ့ကိုဘလို့ကြည့်နေကြည့်လို့ဆိုတနာတော်အပြင် compassion တနာတော်ချစ်ချင်းမြတ်တာနဲ့သူ့ကိုကြည်တာဖြစ်တယ်ဒီကနေ့ကျမတို့ရဲ့သက်တာမှာကျမကိုယ်တိုင်မဆောက်ရဖခင်နဲ့အဝေးကိုထွက်သွားတာဖြစ်ကောင်းဖြစ်နိုင်တယ်ဖခင်နဲ့ connection ပြတ်တောက်သွားတာဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ကျမတို့ပြန်လှည့်တဲ့အချိန်တိုင်းမှာနှွေးထွေးသောမြတ်တာနဲ့စီရင်ဖို့မဟုတ်ဘူးလောင်ပြောင်ဖို့မဟုတ်ဘူးမှတ်ပြီလားနေငါနဲ့အဝေးကနေထွက်သွားတာမှတ်ပြီလားဆိုပြီးတော့စူဆုံးမဖို့လည်းမဟုတ်ဘူး compassion ချစ်ချင်းတနာခြင်းဂရုဏာအပြည့်နဲ့ကျမတို့ကိုစောင့်နေတဲ့ဖခင်ကိုကျမတို့ပိုင်ဆိုင်ထားတာဖြစ်တယ် hallelujahဒီကနေ့ဖခင်ရဲ့ဒီအဖဖယားခင်ရဲ့မေတ္တာကကျမတို့အတွက်လုံလောက်ယုံတင်မကပဲနဲ့ပိုရှန်တယ်ကျမတို့ကိုအဲ့မေတ္တာကတုတ်တန်ကျမ်းထဲမှာဘာပြောလဲဆိုရှင်သူ့ရဲ့မေတ္တာကြိုးနဲ့ငါတို့ကိုဆွဲညင်တယ်တဲ့တခါတည်းကျမကိုယ်တိုင်မဆောက်ရဆူတောင်းတယ်နှုတ်ကပတ်တော်ဝင်ငါတယ်ဖယားမှုဆောင်တဲ့လူတွေအတွက်အစိခံပြီးလှုပ်ဆောင်လာတဲ့ခါမှာဟာငါကိုယ့်လောက်မလုံနိုင်တဲ့သူတယောက်ကိုအားမရတဲ့ချိန်ရှိတယ်ဒါပေမဲ့ကျမဒီလိုမျိုးလုံနိုင်တယ်ကျမဒီလိုမျိုးတန်ရှင်းတော်သက်တာနဲ့အသက်ရှင်တယ်ကျမဒီလိုမျိုးလူတွေကိုserve လုပ်နိုင်တယ်ဆိုတာကသူမြတ်တာကဆွဲခေါ်လို့ဖြစ်တယ်ကျမရဲ့ဒီဇာတိအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်အင်မတန်မှမာနကြီးတယ်ခေါင်းမာတဲ့သူတယောက်ဖြစ်တယ်ဒါပေမဲ့ဖခင်ရဲ့မေတ္တာကအနိုင်ယူသွားတဲ့ခါမှာချစ်ချင်းမေတ္တာတကယ်မေတ္တာစစ်မေတ္တာမှန်နဲ့တိတွေ့သွားတဲ့အခါမှာဘလောက်ပဲငါဆိုတဲ့မာနပဲရှိရှိဘယ်အရာပဲရှိရှိအဲ့မေတ္တာကပြောင်းလဲပြီးတော့ပြန်ပြီးတော့အစေခံနိုင်တဲ့အထိအဲ့မေတ္တာကခံစားယုံတင်မဟုတ်ဘဲနဲ့ပြန်ပြီးတော့အသီးသီးပြီးတော့ညက်တတောင်းခိုနားစရာအရေးကြီးပြန်ပြီးဖြစ်စေတာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်မလို့ဒီကနေ့ဖခင်များဟာကျမတို့ဇာတိဖခင်များကိုလည်းဒီကနေ့ဂုဏ်ပြုပါတယ်တစ်ဆက်တည်းမှာပဲပို့ပြီးတော့ကြီးမြတ်တဲ့အဖဖျားဒီကောင်းကင်ဖဖျားဒီကိုကျမတို့ဒီနေ့ပို့ပြီးတော့သူ့အကြောင်းကိုပို့ပြီးစဉ်းစားစေခြင်းပြီးတော့သူ့အကြောင်းကိုပို့ပြီးကိုးကွယ်ချီးမွမ်းရမှာဖြစ်တယ်ဒါကြောင့်မလို့ဖခင်ဆိုတဲ့အရာတိုင်းမှာဖခင်ဒီအပြင်ကျမတို့ဘာတွေသိယူနိုင်လဲဆိုလို့ရှိရင်ဖခင်ဒီကကျမတို့ကို respect ဖခင်ဒီကကျမတို့ကို showing respect လုပ်တယ်ရိုသေလေးစားမှုကိုပြသတယ်ပြောရှင်သူတို့ရဲ့တစ္ဆာရှိမှုကိုသူတို့ရဲ့နေထိုင်ခြင်းအပြင်ဖခင်ဒီရဲ့တသက်တာအပြင်ကျမတို့ကသူတို့ရဲ့စ조사မှုသူတို့ရဲ့တစ္ဆာရှိမှုကိုကျမတို့မြင်တွေ့နိုင်တယ်ပြောရှင်သူတို့နဲ့တူပါလာတဲ့ဖခင်ဝတ္တရားတွေကိုအကောင်းဆုံးကြည်ပြလှုပ်ဆောင်တဲ့အရာကကျမတို့ကိုအကောင်းဆုံးလူသွန်သင်လမ်းညွှန်ပြသတဲ့အရာဖြစ်တယ်ကျမဒီ2023နဲ့24တနစ်ပေါ့နော်ဒီဆေးရုံမှာ Hillcrest Medical Center မှာ residency လုပ်တယ်ဒီ chaplain နဲ့ပတ်သက်ပြီးတော့ residency လုပ်တဲ့ခါမှာကျမတို့9ယောက်ပေါ့နော်ဆေးရုံကနေပြီးတော့ရွေးတယ်ဆေးရုံကဘယ်လိုရွေးလဲဆိုလို့ရှိရင် internship လုပ်တဲ့လူရှိတယ်အဲ့ internship လုပ်တဲ့လူထဲမှာသူတို့ဟို season တစ်ခု internship တစ်ခါလုပ်ပြီးတိုင်းလူတစ်ယောက်ကိုအဲ့လိုမျိုးရွေးလေးရှိတယ်အဲ့နဲ့အဲ့9ယောက်ထဲမှာတစ်နှစ်လုံးစာအတွက်သူတို့က9ယောက်ရွေးတဲ့ထဲမှာကျမပါသွားတယ်အဲ့တော့ကျမပါသွားတဲ့ခါကျတော့ကျမတို့လုပ်တဲ့သူကအသက်ကြီးဆုံးကအဖြူပေါ့နော်ဒီ American အဖြူအဖွားအဲ့လိုအတော်ကြီးအသိပဲပေါ့နော်60ကျော်ပြီပြီးနောက်ဒုတိယအကြီးဆုံးကအမဲဒါမဲ့သူအမဲတော့မဟုတ်ဘူးဒီကျွန်းစုမှာနေတဲ့ဂျမေကာဘက်ကလူမျိုးအမဲပေါ့နော်သူက40ခွန်50ဝန်းကျင်သူကဒုတိယအကြီးဆုံးပြီးတတိယအကြီးဆုံးကသူကအဖြူသူကကျတော့ကျမနဲ့တက်သူရွယ်တူပဲလာပိုင်းလောက်ပဲကျမထက်ကြည့်တယ်ပြီးရင်ကျမစထုထပေါ့နော်ငယ်တဲ့ပိုင်းမှာစထုထကျမကျတော့အာရှလူမျိုးပြီးနောက်အငယ်ဆုံးကကျတော့သူက Spanish ပဲစားရီပေါ့နော်ကျမတို့ခေါ်ကြတယ်သူကကျတော့ Spanish ဖြစ်တယ်ကျမတို့9ယောက်ကတပတ်ကိုနာရီ52နာရီလောက်ဆေးရုံမှာအလုပ်လုပ်တယ်အဲ့ဒီအလုပ်လုပ်တဲ့ခါမှာကျမတို့ဒီလိုမျိုးလူနာတွေသွားကြည့်တယ်စာတမ်းပြုစုတယ်အခန်းထဲမှာထိုင်တယ် training ပေါင်းနိုင်ပေါင်း8000ကျော်ကျမတို့သူတို့နဲ့ဒီတငယ်ချင်းတွေနဲ့အတူကအသုံးပြုတယ်လူနာတွေကို1000ကျော်ကျမတို့ဒီတနစ်တာတွေမှာကျမတို့လူနာ18000နီးပါးလောက်ကျမတို့
တွေးခဲ့တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကျမတို့9ယောက်ကမတူဘူးအဖြူအမဲအာရှပဲကျမတို့ဒီ9ယောက်ကဘသူကပြက်နာအရှာဆုံးလဲဆိုလို့ရှိရင်အကြီးဆုံးကအဲ့60ကျော်ကအရန်ရှာတယ်ဒါပေမဲ့ကျမတို့ဒီ residency ပြီးခါဒီမှာ family system theory လုပ်မယ်ဆိုပြီးတော့ဒီ psychology နဲ့ပတ်သက်တဲ့နေရာလုပ်မယ်ဆိုပြီးတော့လုပ်တဲ့ခါမှာဘာပေါ်လာလဲဆိုလို့ရှိရင်အဲ့ဒီအသက်ကြီးဆုံးတစ်ယောက်ကဘာလဲဆိုလို့ရှိရင်သူ့ဖေနဲ့မေကသူ2နှစ်ထိယူတယ်ပြီးseparate ဖြစ်တယ်ပြီးတော့ကွဲပြီးတော့အိမ်ထောင်ကွဲသွားတယ်ပေါ့နော်ကွဲသွားတဲ့ခါကျတော့ तू ကဖခင်မြတ်တာမခံစားတော့ तू ကနည်းနည်းကြမ်းတယ်အဲ့လိုမျိုး तू ပြတ်နာရှာတတ်တဲ့လူဖြစ်နေတယ်ပြီးရင်ဒုတိယအမဲတယောက်ကိုကြည့်တဲ့ခါမှာ तू ကအခုဒီမေလာမှာပဲ ORU ကနေပြီးတော့ဒေါက်တာဘွဲ့ရသွားပြီပေါ့နော် तू ကကျတော့သူတို့ကျမတို့တိုင်းသားတွေချင်းလူမျိုးတွေထက်ပိုဆိုးတယ်သူတို့ရဲ့ဒီအမဲ culture မှာကြောက်ယောက်ျားတစ်ယောက်ကမိန်းမအများကြီးယူပိုင်ခွင့်ရှိတယ်ဆိုတော့သူ့ရဲ့ biological father ကသူ့ရဲ့အဖေမွေးဖခင်ကသူ့အမေမတိုင်ခင်မိန်းမ2ယောက်ရှိပွားပြီးရင်သူ့အမေနဲ့ကြတော့လေယူတာမဟုတ်ဘဲနဲ့ဒီလိုမျိုးကလေးမွေးလိုက်တယ်ပြီးရင်သူ့အမေနဲ့ကလေးရှိပြီးတော့နောက်ထပ်မိန်းမ3ယောက်လောက်ရှိသေးတယ်ကိုမျိုးအောင်ပေါ့နော်သူ့မောင်နှမအများကြီးပဲရှိတယ်ဒါပေမဲ့သူ့အမေနဲ့ဒီမှာကြတော့သူကတူးတီရောသမီးဖြစ်တယ်သူကဘာဆိုလို့ရှိရင်ကျမထက်အများကြီးကြီးတယ်ဒါပေမဲ့အဲ့ဒီဆွမ်းအဖြူနဲ့အမဲကကျမတခုခုအောင်မြင်မှုရတယ်ဆိုရှင်သူတို့နှစ်ယောက်ကမနေနိုင်ဘူးဘယ်လိုလဲခလုတ်တိုက်တာတော့အဲ့လိုမျိုးမနာလိုတယ်လို့ပဲပြောမှာပေါ့နော်ပန်းလို့တွေးရမယ်ဆိုလို့ရှင်အဲ့လိုမျိုးဖြစ်တဲ့ခါမှာ family system theory ကိုကြည့်တဲ့ခါမှာသူကဖခင်ရဲ့မေတ္တာမရတဲ့ခါကျတော့အဲ့ဒီအခုဒေါက်တာဘွဲ့ရသွားတဲ့တယောက်ဆိုလို့ရှင်သူစာရမ်းတော်တယ်ပြောရှင်ပြီးနောက်တစ်ခုကအဲ့ဒီအဖြူနဲ့အမဲနှစ်ယောက်လုံးကအိမ်ထောင်20ဖြစ်နေတယ်ဘယ်အဲ့အရင်မြစ်ဒီအားလုံးကျမတို့ family system ကိုပြန်ပြီးလှန်ကြည့်တဲ့ခါမှာဖခင်ရဲ့မေတ္တာပြေဝမရတဲ့ခါမှာအိမ်ထောင်20ဖြစ်တယ်ပြောရှင်သူတို့ကိုယ်တိုင်ကခလေးယူဖို့ကိုကြောက်နေတယ်ခလေးသူတို့ညောင်လုံးကခလေးမမွေးဘူးအဲ့လိုမျိုးပေါ့နော်သူကအဲ့လိုမျိုးဒီအိမ်ထောင်20ဖြစ်တိုင်းကိုအကုန်လုံးပြောတာမဟုတ်ပေမဲ့ဒီ family system theory ကိုနည်းနည်းလေးလေ့လာကြည့်တဲ့ခါမှာဒီနိုင်ငံအတွက်ကတော့ဒါကတော့သုံးဝင်တယ်ကျမတို့အာရှနဲ့တော့အသုံးဝင်ချင်မှဝင်လိမ့်မယ်ဒါပေမဲ့ကျမတို့နေထိုင်နေတဲ့ဒီနိုင်ငံနဲ့ချီပြီးပြောမယ်ဆိုရှင်အဲ့လိုမျိုးဖြစ်နေပြီးရင်တတိယတယောက်အဖြူတယောက်ကကျတော့ကျမနဲ့ရွယ်သူတယောက်ကကျတော့သူကကျတော့ခံစားချက်မဖော်ပြတတ်ဘူးငါဝမ်းနေတယ်ဝမ်းသာတယ်စိတ်လှုပ်ရှားတယ်ဆိုတော့သူ့မှာမရှိဘူး how you feeling I'm good ဒါပဲသူကအဲ့နဲ့ဒီ family system theory တွေကိုပြန်ပြီးလေ့လာတဲ့ခါမှာသူ့အဖေကဒီ Kansas မှာရှိတဲ့မြို့ငယ်လေးတစ်မြို့မှာပါစတာတယောက်ဖြစ်တယ်သူတို့က AG denomination ထဲမှာဝင်တယ်သူ့ဖေကပါစတာပြောရှင်သူ့ဖေကဒီဆောက်လုပ်ရေးလုပ်ငန်းလဲလုပ်တယ်အဲ့ဒါနဲ့သူ့ဖေကသူ့ဘယ်လို train လဲဆိုလို့ရှိရင်ယောက်ျားလေးဆိုတာမငိုရဘူးခံစားချက်ကိုမခံစားရဘူးပြောရှင်ဒီလိုမျိုးနည်းနည်းလေး Pentecostal လဲဖြစ်တော့မဝင်ခံရဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့ခါကျတော့သူ့မှာခံစားချက်နဲ့ပတ်သက်ပြီးတော့ဘာမှမထွက်လာအဲ့ဒါနဲ့ तू ကဒီငိုတယ်ချိုတယ်ခါတယ်ဆိုတဲ့ခံစားချက်နမ်ဖြစ်နေထုံအနေအဲ့ခါကျတော့အဲ့ family system theory ကိုလေ့လာတဲ့ခါမှာ तू အဲ့ဒီအဖြေကိုတွေ့တယ်ပြီးရင်နောက်ဆုံးအငယ်ဆုံးဒီSpanish တယောက်ကိုကျမတို့လေ့လာတဲ့ခါမှာ तू ကကျတော့ဘယ်လိုပြဿနာရှိလဲဆိုလို့ရှိရင် तू ကိုအမျိုးသမီးတယောက်ကအလုပ်တစ်ခုခုခိုင်းပြီဆိုလို့ရှိရင် तू ကလုံးဝမခံနိုင်ပြန်ခံတာအဲ့နဲ့နောက်ဆုံးလေ့လာကြည့်တဲ့ခါမှာ तू မွေးပြီးတော့ तू မိခင်နဲ့ဖခင်ကွဲသွားတယ်ဒါပေမဲ့ तू high school လောက်ရောက်မှပြန်ပြီးပေါင်းစည်းတဲ့ခါကျတော့ तू ကအဲ့လိုမျိုးအမျိုးသမီးနဲ့ပတ်သက်ပြီးရင် तू ကမခံနိုင်ဘူးအဲ့နဲ့ကျမကြံသေးတယ်ကျမတို့ဒီ9ယောက်လုံးကိုကြည့်တဲ့ခါမှာကျေးဇူးတော်ကြောင့်ကျမတို့မြန်မာတွေမှာအိမ်ထောင်20-30တိမရှိတော့ကျမကအရန် simple တယ်ဘာမှမရှိဘူးသူတို့ဒီအားလုံးကကြည့်လိုက်မယ်ဆိုရှင်ဘာကြောင့်ဆိုတဲ့ဟာတဆင့်ပြီးတဆင့်လေးလာတဲ့ခါမှာပြစ်ချက်တွေအများကြီးတွေ့လာတဲ့ခါကျအဲ့နဲ့ကျမ supervisor နဲ့manager ဘာပြောလဲဆိုရှင်ဟွန်ကင်နေမဖြစ်နိုင်ဘူးနေနည်းနည်း drama လေးပါလေးလုပ်ပါမဟုတ်ဘူးငါမိသားစုဒီလောက်ပဲငါတို့မှဒီလိုမရှိဘူးဆိုပြီးတော့နောက်တော့သူတို့ပြန်ပြီးလေးလာတဲ့ခါမှာအခုဆိုလို့ရှင်လူနာတွေကိုကျမတို့သွားရောက်လဲပြတ်တဲ့ခါမှာကျမတို့မှလည်းဒီကိုယ့်ရဲ့ service ကောင်းမကောင်းဆိုတာလူနာတွေကပြန်ပြီး rate လုပ်တယ်ပေါ့နော်ကျမတို့ဟိုဒီ service တစ်ခုခုရယူတဲ့ခါမှာဒီ service ကြိုက်လားမကြိုက်ဘူးလားအရသာကောင်းလားမကောင်းဘူးလားဆိုတော့ rate တဲ့ခါမှာကျမတယောက်တည်းrate အများဆုံးဖြစ်နေတယ်နံပါတ်1ကတော့ဖျားမျက်နှာတာပေါ့နော်ဒါပေမဲ့ဘယ်ကနေလာလဲဆိုလို့ရှိရင်ကျမမိဘတွေကတော့လောကကြီးမှာတော့အရန်ဂုံယူရလောက်တဲ့ပညာတွေဥစ္စာစည်းစိမ်တွေပိုင်ဆိုင်တဲ့မိဘတော့မဟုတ်ဘူးဒါပေမဲ့ကျမမိဘနှစ်ပါးလုံးကအမှုတော်ဆောင်ဖြစ်တယ်ဟာလေလုယာကျမကိုမမွေးခင်တည်းကသူတို့သာသနာပြုတယ်
သာသနာပြုတဲ့သင်ကျမမွေးလာတဲ့ခါမှာ church planting အသင်းတော်တွေတည်ထောင်တယ်ဆိုတော့ဖခင်နဲ့မိခင်ရဲ့မေတ္တာကိုပြည့်ဝပေးတဲ့ခါမှာကျမကဒီ9ယောက်နဲ့အလုံးလုံးတဲ့ခါမှာကျမကအဆင်ပြေတယ်ဒီ9ယောက်ကအဲ့လိုအလုံးလုံးတဲ့ခါမှာလူတယောက်နဲ့တရက်ကိုလေ10နာရီထက်တွေ့ပြီဆိုရှင်အရန်ငင်းငွေတယ်လေဒါပေမဲ့အားလုံးထဲမှာကျမက complaint နဲ့ဆုံးဖြစ်ပြန်ပြီးကြည့်လိုက်တဲ့ခါမှာဒီခေါင်းဆောင်ဒီ supervisor နဲ့ manager ကအမှတ်ပေးတာကိုကြည့်တဲ့ခါမှာကျမကဘာကြောင့်အမှတ်အများဆုံးရနေလဲဆိုရှင်သူတို့ထက်ကျမမတော်ဘူးသိချတယ်စကားရကျမလုံးဝအဆင်မပြေဘူးဒီအဲ့လိုမျိုးပေါ့နော်အားလုံးကိုကြည့်တဲ့ခါမှာသူတို့ဒီအားလုံးကအသာကြီးပဲဒါပေမဲ့ကျမဘာလို့လဲဆိုရှင်ကျမကကျမ်းမာတဲ့မိသားစုကနေကြည်ပြင်းလာတယ်ဆိုတော့မိသားစုကဘလောက်အရေးကြီးလဲဆိုလို့ရှိရင်ဘလောက်ပဲကိုနေတဲ့တိုင်းနိုင်ငံမှာပညာတွေတတ်နေပလိစီဘလောက်ထိတောင်မှဘွေဒီဂရီကောင်းဆုံးတွေရပလိစီဒါပေမဲ့ဖခင်ရဲ့မေတ္တာအပြည့်အဝမရတဲ့သူကဖာသဆိုးလေးဆိုတဲ့အတိုင်းပဲသူတို့အသက်တာမှာတခုမဟုတ်တနည်းတခုမဟုတ်တခုမှာပြန်ပြီးတော့အခြေအနေက shock ဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်မလို့ဖခင်တွေကမိခင်ဒီမတော်ဘူးမို့မိခင်ဒီလည်းတော်တယ်မိခင်မေတ္တာနဲ့မလုံလောက်တဲ့သူတွေအထူးသဖြင့်ကျမတို့အမှုတော်လုပ်ငန်းပဲဖြစ်ဖြစ်ကျမဆိုငယ်ငယ်ရွယ်နဲ့အမှုတော်မှာပါဝင်တဲ့ခါမှာလူပေါင်းမြောက်များစွာနဲ့အလုပ်လုပ်တယ်လူမျိုးပေါင်းမြောက်များစွာနဲ့အလုပ်လုပ်တဲ့ခါမှာဘလူလူတွေနဲ့အလုပ်လုပ်ဖို့ရမ်းခက်လဲဆိုလို့ရှိရင်မိဘမဲ့စိတ်ဓာတ်ရှိတဲ့သူနဲ့ပြောချင်တာအခြေအနေမျိုးမျိုးကြောင့်မိဘမဲ့ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့မိဘမဲ့စိတ်ဓာတ်ဆိုတာကိုလက်ခံထားလို့ဖြစ်တယ်ဆိုတော့မိဘမဲ့စိတ်ဓာတ်ဆိုတာကတယောက်ကတာသွားတဲ့ခါမှာအတူမဝမ်းမြောက်ပေးနိုင်ဘူးဒါမှမဟုတ်နောက်တစ်ယောက်ကိုမျက်နှာตาရချင်တဲ့ခါမှာနောက်တစ်ယောက်ကိုနင်းချတာနောက်ကျောကိုဓာထိုးတာအဲ့လိုမျိုးပေါ့နော်မိဘမဲ့ mindset ရှိရလို့ ਨੇ အလုပ်လုပ်တဲ့ခါမှာအလုပ်လုပ်ရတာတအားခက်တယ်ဆိုတော့ဒီကနေ့အဲ့ဒီຢာတွေအားလုံးကိုပြောင်းလဲပြီးတော့ပြည့်ပြည့်စေနိုင်တာအကပေဖယားခင်ရဲ့သူ့ရဲ့မေတ္တာတော်ထဲမှာကျမတို့ကိုပြောင်းလဲစေနိုင်တာဖြစ်တယ်လောကကြီးမှာအကောင်းဆုံး counselor တွေ treatment တွေကျမတို့ယူကောင်းယူနိုင်တယ် therapy မျိုးစုံကျမတို့ရှိတယ်ကိုယ့်ရဲ့ insurance ကကိုယ့်ရဲ့ငွေကြီးကတတ်နိုင်တယ်လို့ကျမတို့အများကြီးရှိတယ်ဒါပေမဲ့အဲ့ဒီအရာတွေကတက်တာစေတာပဲရှိတယ်တကယ်အရှင်းပြောက်စေတာဖယားခင်ရဲ့မျက်မှောက်တော်ထိုဖယားရှင်မေတ္တာတော်ကပဲအကုန်လုံးကိုပြောင်းလဲပေးနိုင်တာဖြစ်တယ် hallelujah ဒီကနေ့ထိုမေတ္တာနဲ့ချစ်တဲ့ဖယားခင်ကကျမတို့ကိုအမြဲတမ်းမေတ္တာနဲ့စောင့်ကြိုနေတဲ့ဖယားခင်ဖြစ်တယ်ဒါကြောင့်မလို့ဖခင်များသင်တို့ရဲ့ဆုတောင်းခြင်းကအိမ်ထောင်မိသားစုတဲ့အလင်းဖြစ်တယ်သင်တို့ရဲ့ချစ်ချင်းမေတ္တာကဘိလတ်မြေကဲတို့ခိုင်ခန့်တယ်သင်တို့ရဲ့စီကံရှိခြင်းကအိမ်တစ်ခုရဲ့ frame အကောင်းဆုံးသောအိမ်တီဆောက်မဖြစ်လာခင်မှာအကောင်းဆုံးသော frame ကသင်တို့ရဲ့စီကံရှိမှုပဲဖြစ်တယ်ဒါကြောင့်မလို့ဖခင်တွေရဲ့ blueprints ဒီအိမ်တစ်ခုလုံးအစနေအဆုံးထိအသေးစိတ်ကဖခင်တွေရဲ့ blueprints ကဘယ်နေလာလဲဆိုရှင်သူတို့ရဲ့ဖခင်တွေကယုံကြည်ခြင်းနဲ့သားသမီးတွေကိုဒါမှမဟုတ်အသင်းတော်ခေါင်းဆောင်တွေကအသင်းသူအသင်းသားတွေကိုယုံကြည်ခြင်းနဲ့ vision နဲ့ဖျားဆရာနေလာတဲ့ယူပါယုံနဲ့ခေါ်သွားတဲ့အရာကကျမတို့အတွက်ဒီ legacy ကကျမတို့အတွက်တကယ့်ကိုကောင်းချီးမင်္ဂလာဖြစ်တာဖြစ်တယ် hallelujah ဒါကြောင့်မလို့ဒီကနေ့ဖခင်များကျမတို့အယမ်းချစ်ပါတယ်ဆက်လက်ပြီးတော့အားနည်းတယ်မလုံနိုင်ဘူးဆိုတဲ့ဟာမဟုတ်ဘဲနဲ့ဆက်လက်ပြီးအားယူပေးပါကျမတို့မိသားစုကိုဥဆောင်ပေးပါကျမတို့သားသမီးတွေကဖခင်ကိုချစ်ပါတယ်ကျမတို့သားသမီးများအနေနဲ့လည်းဖခင်တွေကိုချစ်ပါတယ်အမေကိုတော့အယမ်းပြောနိုင်တယ်အမေကိုဆိုလို့ရှိရင်ချွဲတယ်ပိုင်းငယ်ခဏလည်းစကားများတယ်ဒါပေမဲ့အဖေကိုချစ်တယ်ဆိုတဲ့စကားလုံးကိုကျမတို့မပြောပင်မဲ့လဲဖခင်တွေမရှိဘူးဆိုလို့ရှိရင်ကျမတို့ရဲ့တနည်းအားဖြင့်ပြောဆိုရင်ကျမတို့သားသမီးတွေရဲ့စိတ်ချမ်းသာမှုကဖခင်ဒီပေါ်မှာအများကြီးမှုတည်တာဖြစ်တယ်။ဒါကြောင့်မလို့ဖခင်များအာယူပြီးထာဝရဘုရား၌အာယူပြီးတော့ရဲရင်ပါအာယူပါဆက်လက်ပြီးတော့မိသားစုတွေရက်တည်ပါဆက်လက်ပြီးတော့ကျမတို့တိုင်းနိုင်ငံအတွက်မိသားစုတွေလိုအပ်တဲ့နေရာအတွက်ဆက်လက်ပြီးရက်တည်ပေးပါဆိုတဲ့အရာအပြင်ကျမနှုတ်ကပတ်တော်အပြင်ဝေမျှခြင်းတယ်ပေါ့နော်ဆိုတော့ကျမခဏလေးဆုတောင်းခြင်းတယ်ကျမတို့ဘေးမှာရှိတဲ့ဖခင်တွေကိုလက်တင်စေချင်တယ်ပေါ့နော်ဒီကနေ့အထူးသဖြင့်ဖခင်များနေ့မှာဆိုတော့ကျွန်မဆုတောင်းမယ်အဖဖယားကိုရောကိုယေရှုတင်တယ်ကိုရောပြင်ဆင်ပေးတဲ့2025ရဲ့ဇူလိုင်15ရက်ဖခင်များနေ့အတွက်ကိုရောယေရှုတင်တယ်ဒီတင်းတော်မှာပေးထားတဲ့ကိုရောဖခင်ကြီးဖြစ်တဲ့ဆရာပွေးရအတွက်ယေရှုတော်ကိုချီးမွမ်းတယ်ဆရာအောင်မိုက်အတွက်လည်းယေရှုတင်တယ်တခြားသောဆရာများအတွက်ကိုရောယေရှုတင်တယ်သူတို့ကဲတော့ကောင်းသောခေါင်းဆောင်များကိုဤတင်းတော်အတွက်ကျမတို့ယုံကြည်သူမိသားစုအတွက်ပြင်ဆင်ပေးတော့ကြောင်းယေရှုတင်တယ်ဒီ MCC Dallas မှာရှိတဲ့အတင်းသူတင်းသားမှာရှိတဲ့ဖခင်များအလုံးကိုယေရှုနာမ၌ကောင်းချီးပေးတယ်ကိုရောထာမလာတဲ့အသစ်တော်ကျမ်းမာခြင်းရှင်လန်းခြင်းဝမ်းမြောက်ခြင်းနဲ့တကွာထာဝရဘုရားနဲ့အားကြီးသောပိတ်သိမ့်နဲ့ရှင်လန်းဝမ်းမြောက်စွာနဲ့မိသားစုပေါ်မှာကောင်းချီးမင်္ဂလာတယောက်စေတော်မူပါ
ဆက်လက်ပြီးကိုရောသူတို့ကိုခေါင်းဆောင်ဖို့အတွက်ရွေးချယ်ထားဖြစ်တဲ့အတွက်သူတို့ကိုကိုရောထားတဲ့နေရာမှာအကောင်းဆုံးတာဝန်ယူပြီးတော့သားသမီးများကိုကိုရောထံတို့ဥဆောင်တာသားသမီးများဖြစ်စေတော်မူပါကိုရောယေရှုတင်နေသူတို့ရဲ့အားနဲ့နေတဲ့အရာများကိုကိုရောကိုယ်တိုင်အားဖြစ်ပေးတော်မူပါနာမကျမ်းတဲ့အရာများကိုကိုရောကိုယ်တိုင်အနာကိုပတ်စေပေးလေပဂတိကျမ်းမာခြင်းကိုပေးတော်မူပါကိုရောဖခင်ရဲ့ဗိတ်သိက်ခြင်းမျက်နှာသားဖြင့်ဖတ်ဒီ MCC Dallas မှာရှိတဲ့ဖခင်များအားလုံးပေါ်မှာဒီနေ့လာရောက်နိုင်တဲ့သူမလာရောက်နိုင်တဲ့သူယနေ့ရဲ့ဝင်းမှာရှိတဲ့သူများအားလုံးသက်ဆိုင်တော်သူများလုံးပေါ်မှာဒီကောင်းချီးမင်္ဂလာတယောက်စီတော်မူပါယေရှုနာမ၌ကိုရောရဲ့ကောင်းချီးမင်္ဂလာကိုကြင်ညာလဲဆုတောင်းကောင်းချီးပေးကြပါဖခင်အာမင်ဟုတ်ကဲ့အားလုံးကိုယေရှုတင်ပါတယ်